KK Audio Book Channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဆရာတာတီရေးသားထားတဲ့ကဝီပြူရဲ့အချစ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ကြအောင်လားဗျာဒီအကြောင်းဘယ်တော့မှပြောတော့ဘူးလို့ဆုံးဖြတ်ထားတာပါအခုတော့ကျုံငယ်ငယ်ကအကြောင်းတွေကိုပြန်ပြောလက်စနဲ့ပြောပြလိုက်ပါတော့မယ်လေကျုံမှာချစ်သူရှိခဲ့ဘူးလေဗျခင်ဗျားတို့ကတော့အံ့ဩသွားမှာပေါ့ဆရာမျိုးစုံနဲ့တွဲပြီးတင်းញိုင်းကျူတင်းញိုင်းကြရှောက်သွားနေတဲ့ဒါဒီလိုကောင်ကချစ်သူရှိခဲ့ဘူးလေဆိုတော့အံ့ဩမှာပေါ့ဗျာကျုပ်တို့ရွာကတော့မဟုတ်ပါဘူးဟိုဘက်ရွာဗန်ပွေးကုန်းကပါသူ့နာမည်ကလှရင်နေဗျသူမိဘတွေနဲ့ကျုံမိဘတွေကတငယ်ချင်းတွေပေါ့ဗျာလှရင်ကလုံးကြီးပေါက်လာဗျလှရင်ဆိုတဲ့အတိုင်းတကယ်ရင်ပြီးတကယ်လှတဲ့သူပါဗျာဗန်ပွေးကုန်းမှာတော့ကျုပ်ကြီးစားကကုန်းတော်ကိုင်းနံပါတ်1ဗျဒီလိုမျိုးတနေ့မှလှရင်မောင်နေရှင်ပြုတ်ကြတယ်အဘတို့အမေတို့ကလည်းသူတို့တငယ်ချင်းတွေအလှဆိုတော့တွားရတာပေါ့ဗျာကျုပ်ကအဘတို့ကိုလှဲမောင်ပြီးလိုက်ပို့ရတာလေဗန်ပွေးကုန်းမှာညအိမ်မှာဆိုတော့ကျုပ်ကနွားကြီးနှစ်ကောင်တက်ပြောင်းယူဆင်းပြီးသားတွေကိုဂုဏေကြီးနဲ့ထဲလို့ပေါ့ဗျာဗန်ပွေးကုန်းရောက်တော့အဘတငယ်ချင်းဘိုးအောင်စိန်ကသူတို့အိမ်မှာညအိပ်ရမယ်ဆိုလို့ကျုပ်တို့အလှအိမ်မှာပဲညအိပ်ရတာပေါ့ဗျာအကျွေးမွေးကတော့ဘုန်းကြီးเจ้าမှာဆိုတော့ဟိုမှာပဲချက်ကြပြုတ်ကြတာလေအိမ်မှာကလူရှင်းပါတယ်အဲ့ဒီမှာကျုံနဲ့လှရင်တွေ့ကြတာပေါ့ဗျာဖူးစာဆိုတာဒီလိုပဲထင်ပါတယ်လေတွေ့ချင်းလှရင်ကိုကျုပ်ဆွဲလန်းသွားတာဗျလှရင်လည်းကျုပ်လိုပဲထင်ပါတယ်ကျုံနဲ့လှရင်အဲ့ဒီညကသူတို့ဝိုင်းထဲမှာထိုးထားတဲ့ကနပြင်းတဲမှာထိုင်ပြီးစကားပြောကြတာတော်တော်ညှိနှက်တယ်ဗျစပြောတော့ကတော့ဗန်ပွေးကုန်းကအခြားပြူတွေကာလာသားတွေလည်းပါတာပေါ့ဗျာဗန်ပွေးကုန်းကကာလာသားတွေကလည်းကျုပ်ကိုမသိတဲ့သူရှိတာမှမဟုတ်တာအားလုံးဝိုင်းထိုင်ပြီးလက်ဖက်တုပ်တွေဂျင်းတုပ်တွေစားကြရင်းနှီးချမ်းတောက်ကြရဲစရာတွေပြောကြဆိုကြနဲ့ဒေါ်တလီကလေးနဲ့ပျော်နေကြတာပေါ့လေဒီမှာရင်ကျုပ်ရဲ့မျက်လုံးကြည့်တွေကလှရင်ရဲ့မျက်နှာအလှပေါ်ကနေမခွာနိုင်အောင်ဖြစ်ခဲ့ရတာပေါ့ဗျာတခြားသူတွေလက်မှာကျုပ်ကလှရင်မျက်နှာကလေးကိုခိုးကြည့်ရတာပေါ့လှရင်ကလည်းကျုပ်လိုပဲဗျလူအလက်မှာကျုပ်ကိုမသိမသာခိုးကြည့်တယ်တူတူပြောကြပါစို့ဗျာဘိုးအောင်ဆိုင်ရဲ့အလှပြီးမှသူသမီးလှရင်နဲ့ကျုပ်နဲ့သမီးကြီးစားတွေဖြစ်ကြတာပေါ့ဗျာလူတဲ့လူချင်းဆောင်ဆိုတဲ့အတိုင်းပေါ့ဗျာလှရင်နဲ့ကျုံနဲ့ကြိုက်နေကြတဲ့တဲ့တင်ကိုလူချင်းဆောင်ကြရင်နဲ့ဗန်မွေးကုန်းရောထနောင်းကုန်းရောတိကုန်ကြတာပေါ့ကျုပ်တို့ရွာဦးဖျားလေးမှာလှရင်နဲ့ကျုံနဲ့တခါလေးချင်းတွေ့ကြတယ်ထူးတော့ထူးသားဗျအဲ့လိုတွေ့တဲ့အခါတိုင်းလှရင်ကကျုပ်ကိုမေးတယ်ကုတတိလှရင်တို့အကြောင်းတွေဘာသိတုံးနဲ့ဘာအကြောင်းတွေတုံးလှရင်ကျုပ်တိကြကလှရင်ကအဘတငယ်ချင်းဘိုးအောင်စင်ရဲ့သမီးဗန်မွေးကုန်းရဲ့ကုန်းတော်ကအချောလှတယောက်တရွာလုံးကကာလာသားတွေဘယ်သူမှပိုးလို့မရတဲ့ကျုပ်ကြမှာရီးစားဖြစ်ခဲ့တာလေကျုပ်စွန်လို့ပေါ်လှရင်ရဲ့တခြားဘာများသိရအောင်မှာတော့ကျုပ်စကားကိုကြားတော့လှရင်ကရဲတယ်ဗျသူဘာရင်မှကျုပ်မသိဘူးဗျကျုပ်သိတာတခုတည်းပဲရှိတယ်ကျုပ်လှရင်ကိုအရန်ချစ်တယ်လှရင်ကလည်းကျုပ်ကိုချစ်တယ်လို့ယုံတယ်တကယ်တော့အဘအခိုင်းလို့ငွေရင်းကုန်းကိုသွားပြီးနှမ်းမျိုးတွေယူရတယ်နှမ်းအိမ်တွေတည်ရမှာဆိုတော့လှဲနဲ့သွားရတာပေါ့ဗျာကျုပ်နှမ်းအိမ်တွေယူပြီးပြန်လာတော့ငွေရင်းကုန်းရွာလေလမ်းမှာကိုကြီးစိန်မောင်နဲ့တွေ့တယ်ဗျဟာတားရီပါလားငွေရင်းကုန်းကိုဘာလာလောက်တာတော့ကိုကြီးစိန်မောင်ဆိုတာကျုံနဲ့လှုပ်ခင်တဲ့လူဗျရိုးလေအားကြီးရိုးတာအခုဒီအိမ်တော်မကြပဲလူပြိုကြီးဘွားနဲ့နေတာအလုတ်လဲလှုပ်တဲ့လူဗျဟာကိုကြီးစိန်မောင်အဘလှုပ်လိုက်လို့လာတာဗျနှမ်းမျိုးတွေလာသေးတာဩဘိုးကန်လာကြီးစီကထင်တယ်ဟုတ်တယ်ဗျကိုကြီးစိန်မောင်အေးဟိုနေ့ကလည်းဘိုးကန်လာပြောသေးတယ်တနောင်းကုန်းကဘိုးတော်ကိုနှမ်းမျိုးပေးရမယ်ကွာစိန်မောင်ရတယ်ငါကဘယ်ဘိုးတော်တုံးဆိုတော့ဘိုးတော်ထွန်းလာတယ်တာဒီရဲ့အဖေလီကွာတဲ့အော်ဟုတ်တယ်ကိုကြီးစိန်မောင်ကြီးအဘကဘိုးကန်လာကြီးရဲ့နှမ်းရင်မျိုးကိုတိတ်သဘောကျတာဗျသူတို့ချင်းမျိုးမှာတွေ့တော့တခါတည်းပတ်စံပေးပြီးမှားလိုက်တာအခုမှပဲလာတဲ့ဖြစ်တာဗျို့နို့တာတီဘယ်တော့ပြန်မှာတော့နှမ်းအိတ်တင်ပြီးရင်တောက်အောင်နေပြီးပြန်မှာပေါ့ကိုကြီးစိန်မောင်အေးဒါဆိုငါမင်းလဲကြုံနဲ့လိုက်ခဲ့မယ်ကွာဟာလိုက်ပြီဗျာကိုကြီးစိန်မောင်ကလည်းဒါပြောရမယ်လူမှမဟုတ်တာငါထနောင်းကုန်းကိုသွားမလို့ကွာဘသူအိမ်တော်ဗျာကိုကြီးစိန်မောင်အိမ်မဟုတ်ဘူးကွာပုတ်ပိုင်အောင်ဆရာတော်စီကိုသွားမှာကွာဆရာတော်ဈေးဘော်ကိုပြားရည်စစ်စစ်သွားလို့မလို့ဩလာလီနို့ပြားရည်ပလင်းရောမပါသေးဘူးလေကွာအခုအိမ်ပြန်ယူလိုက်မယ်လေပြန်ယူကျုပ်စောင့်နေမယ်အေးစစ်စစ်လို့ကျုပ်အချိန်ရတယ်ဗျအေးပါငါအခုချက်ချင်းပြန်လာခဲ့မယ်အစင်တော့ပြည်သားဗျကျုပ်လာတော့ကတယောက်တည်းပြင်းမှုတောင်ကောင်းသေးဗျအခုအပြန်ကြတော့ကိုကြီးစိန်မောင်နဲ့စကားပြောဖို့ရတာပေါ့ဗျငွေရင်းကုန်းအထွက်ကလှဲလန်းကလွှတ်ကျန်းတာဗျကျုပ်ပြနှမ်းအိတ်တွေနဲ့ဆိုတော့လှဲကိုမနှဲထိန်မောင်းနေရတာဗျဂျိုင်နဲ့ဘိန်းဆောင်ကြသွားရင်အစင်မသိဝင်ရိုးကျိုးတာတို့လှဲပတောင်ကွဲတာတို့ဖြစ်တတ်တာဗျ
ကျုပ်ကတော့ဒီနေရာမွေးဒီနေရာကြီးလာတဲ့ကောင်ဆိုတော့ဘယ်နာဘာရှိတယ်ဆိုတာအတက်ကိုသိနေတာပေါ့ဗျာဒီလမ်းတွေပေါ်မှာညဘက်ကြီးစွတ်ပြေးခဲ့ရတာတွေကျုပ်ကြုံဘူးပါတယ်ဒါပေမဲ့လဲမောင်းရင်တော့ကျုပ်ကကျုပ်လဲနဲ့ကျုပ်နွားကြီးတွေကိုအားကြီးညာတဲ့ကောင်ဗျဒါကြောင့်လဲလူကြီးတွေကမင်းကိုလွတ်ပြီးချီးမှုကြတာဟုတ်ကွာလဲကြံတိုင်းကိုကန်ရင်လိုက်လာတဲ့ကိုကြီးစိန်မောင်ကကျုပ်ကိုပြောတယ်ဗျဘာတော့ကိုကြီးစိန်မောင်ရလဲမောင်းတာတွေကွာတာဒီတို့များလဲမောင်းရင်သူ့လဲနဲ့သူ့နွားနဲ့မနာအောင်လှုပ်ကြီးစိုက်ကြတယ်တာဒီမောင်းနဲ့လဲများစီးရရင်အားကြီးစီးစိန်ရှိတယ်ဆိုပဲကွာအခုငါကိုယ်တိုင်မဲမောင်းလာတဲ့လဲကိုစီးကြည့်တော့မှဟောက်သားဟာလို့တွေးမိလို့ပါကွာကျုပ်ကကိုကြီးစိန်မောင်ပြောတာကိုသဘောကျပြီးပြုံးလိုက်တယ်ကျုပ်ကအဘာနွားကြီးနှစ်ကောင်ကိုအားကြီးချစ်တာဗျဒါကြောင့်နွားတွေကိုညှာပြီးအမဲမောင်းတာလဲလန်းဆိုတာကမြေပြန်ကြီးသွားရတာမျိုးမှမဟုတ်တာဗျာရှိုးတဲ့နေစင်းသွားလိုက်ကုန်းပေါ်မော့တက်လိုက်ရနဲ့နွားတွေကများအားကြီးပင်ပန်းကြတာမင်းပြောတာဟုတ်တာပေါ့တာဒီယာတို့အညာနွားဆိုတာအားကြီးပင်ပန်းတာကွာဘေးတိုက်ရနှမ်းတိုက်ရရေစီတိုက်ရဒီကြတဲ့ဟိုရွာဒီရွာသွားကြဖျားပွဲသွားကြအလူသွားကြနဲ့တဘိုးချွတ်ရတယ်လို့သိရှိတာမဟုတ်ဘူးလေအဲ့ဒါကြောင့်ကျုပ်ကနွားတွေကိုတနာလဲတနာချစ်လဲချစ်တာပေါ့ကိုကြီးစိန်မရနွားတွေကိုချစ်တာကတော့ကောင်းပါလေဘာအနေမှမရှိပါအေးလူတွေကိုချစ်ရင်တော့ကြည်ပြီးချစ်ပေါ့ကွာကျုပ်ကိုကြီးစိန်မကိုလှည့်ကြည့်လိုက်တယ်သူစကားကဘာလို့ရေးရတာတုံးဆိုတာကျုပ်အကဲခတ်လိုက်တာပေါ့ဗျာမင်းကငါ့ကိုအကဲခတ်တာလားကွာတာဒီယာကိုကြီးစိန်မောင်ဆိုတာကျုပ်တို့ငငယ်ကလေးကချီပိုးပြီးလာတဲ့အကိုတွေပဲဗျကျုပ်တို့ကိုမတော်တာတွေ့ရင်ရိုက်ပုတ်ပြီးတော့ဆုံးမလို့ရတဲ့သူတွေပါကိုကြီးစိန်မောင်စကားဘလို့ကြီးတုံးဗျအေးမင်းနဲ့အေးစစ်စစ်ခုလိုကြုံတော့မင်းကိုပြောစရာလေးတွေရှိနေလို့ပေါ့တာဒီယာကိုကြီးစိန်မောင်ကလည်းဗျကျုပ်ကိုပြောစရာရှိရင်ပြောပါဗျကျုပ်တို့အရွယ်တွေကကိုကြီးတို့ညီတွေအရွယ်ပါဗျအေးအဲ့ဒါကြောင့်ပြောတာပေါ့ကွာကိုကြီးစိန်မောင်ကကျုပ်ကိုပြောတယ်မပြောတယ်ချင့်ချင်နေတဲ့ပုံဗျဒီတော့လူတဘောအတိုင်းကျုပ်ကပို့ပြီးသိကျင်လာတာပေါ့ဗျာဘာများတော့ကိုကြီးစိန်မောင်ရအဲ့လိုကျုပ်ကထပ်မေးလိုက်တော့မှကိုကြီးစိန်မောင်ကတက်ပြင်းတစ်ချက်ချပြီးပြောလိုက်တယ်ဒီလိုကွာအခုတလုံးမှာဘယ်သွားမင်းသတင်းမဲ့ကြားနေရတာကွာတာရီကဗျာကျုပ်သတင်းဟုတ်လားဘာများတော့ဗျမင်းနဲ့လှရင်ကြောင်းပေါ့ကွာကိုကြီးစိန်မောင်ကလည်းကျုပ်ကဘာများလဲလို့ဒီကိစ္စကဘာများတလောက်ထူးဆန်းနေလို့တော့ဗျလူပြိုနဲ့အပြိုသမီးရီးသားဖြစ်တာပဲဟာဘာများဆန်းနေလို့တော့ကိုကြီးရဲ့ဆန်းနေတာပေါ့ကွာမင်းစဉ်းစားကြည့်လေလှရင်ကလေးဘလောက်ချောဘလောက်လှတယ်ဒါပေမဲ့သူ့ကိုဗန်မွေးကုန်းကကာလာသားတွေတယောက်မှပိုးတယ်လို့မရှိဘူးကွာကိုကြီးစိန်မောင်ကလည်းအပိုးပဲရှိမလားလှရင်ကပြန်မကြိုက်လို့ရှိမှာပေါ့ကိုကြီးစိန်မောင်ကခေါင်းကာပြတယ်ဟဲ့နွားတက်တဲ့ဆွဲလီဟိုဘက်ကငညိုကြီးကအဖြောင့်သွားတယ်ကွာဘယ်တော့ဟဲ့နွားကျုပ်ကနွားတစ်ချက်ငေါက်ပြီးကိုကြီးစိန်မောင်ကိုလှည့်ကြည့်ဟုတ်ဘူးတာဒီမင်းမသိလို့ကွာလှရင်ကိုကာလာသားတိုင်းပိုးကျင်ကြတာဗန်မွေးကုန်းနဲ့မကဘူးကွာမင်းတို့ထနောင်းကုန်းရောငါတို့ငွေရင်းကုန်းရောဟိုဘက်ကမီးလောင်ကုန်းရောကွာဆရာမနိုင်ကရောလှရင်ကိုမြင်ဘူးတဲ့လူတိုင်းပိုးကျင်ကြတာကွာနို့ဘာကြောင့်မပိုးကြတာတုံးဗျမပိုးဆိုလှရင်ဘွားဒေါ်စုံကြီးကိုကြောက်ကြလို့ပေါ့ကွာဒါလားကျုပ်ကဘာကြောင့်များတော့လို့ဗျာမင်းလည်းကြားဘူးတယ်မလားလှရင်တို့ဘွားဒေါ်စုံကြီးအကြောင်းကြားဘူးရတယ်ဗျာစနကြိုးကဝီမာကြီးဆိုတာလေဒါနဲ့များကွာမင်းမလို့မကြောက်မလို့လှရင်ကိုကြိုက်ရဲသေးတယ်ကိုကြီးစိန်မောင်ကလည်းဒေါ်စုံကြီးကရှိမှမရှိတော့တာပြီးတော့ဖွားစုံကြီးရှိတော့ကရောဘသူ့ကိုပြူစားလိုက်တယ်လို့ရှိခဲ့လို့လေဗျမီးဖွားမဲ့သူတွေမီးမဖွားနိုင်ဖြစ်နေရင်ဖွားစုံကြီးကိုလှဲနေပြေးပြင်းကြရတာပဲမို့လားအေးပေါ်တာဒီကအဲ့ဒါကြောင့်လူတွေကဖွားစုံကြီးကိုပိုကြောက်ကြတာဗောကွာအလိုဗျာမီးမဖွားနိုင်တဲ့လူကိုလည်းကယ်ပေးရသည်ဘာကိုပိုကြောက်ကြတာတုံးဗျဟကောင်တာဒီမင်းဒီเจ้าနေမကြားဘူးတင်တယ်ဘာเจ้าတော့ကိုကြီးစိန်မောင်ဟဲ့ဟိုကောင်ကြီးငနီမှန်မှန်သွားလေဘာဖြစ်လို့အပြည့်သွားနေတာတော့ရှေ့ကဂုံးနဲ့ကြရင်ရုံးရအောင်ပါမှန်မှန်လျှောက်လေဘယ်ကိုတော့ဟိုကောင်ငညိုကျုပ်ကနွားငောင်းနေရတာနဲ့စကားတော်ရက်သွားတယ်ဗျဘွားစုံကြီးကမီးမဖွားနိုင်လို့အသက်ဘေးကြုံတော့မှမီးနေတဲ့အိမ်ကိုရောက်တာနဲ့အိမ်ဘောကလူတွေကိုအိမ်အောက်ကိုဆင်းခိုင်းတာဟေ့ပြီးရင်ထုံးလာသမျှမီးတွေသူ့လိုငိမ့်သွားရောတယ်ကွာသူ့ပါဇက်ကလည်းဘာတွေယုံမှမသိဘူးတဲ့မီးနေတဲ့ရဲ့ဘိုက်ကိုပုတ်ပြီးရွတ်တော့တာလေဟေ့မီးနေတဲ့ကလှက်ကနေအိပ်ပျော်သွားသလိုဖြစ်သွားရောတယ်ဗျအဲ့ဒီမှာဘလို့လှုပ်လိုက်တယ်မသိဘူးဟေ့ကလေးအပြင်ရောက်နေရောတယ်ဗျဒီတော့မှမီးဖွားတဲ့သူကလန်လို့သလိုဖြစ်သွားပြီးနာနာကျင်နာတွေအားလုံးပျောက်သွားပြီးဘာမှမသိလိုက်ပဲကလေးမွေးပြီးသွားရောတယ်ဟေ့ကလေးငိုတန်ကြားမှာအိမ်ကလူတွေလည်းအိမ်ပေါ်ပြန်တက်လာကြပြီးတော့မီးတွေထွန်းကြရတာပေါ့ကွာဒါပေမဲ့သူ့ဘာကျွေးချင်းမစားဘူးတဲ့ရေတောင်တိုက်လို့မရဘူးတဲ့ဗျကတော့ရင်လည်းလုံးဝလက်မခံဘူးတဲ့ဟေ့ပြီးတော့သူကပြောသေးတယ်ဗျငါ့ကိုမကြော့ကြနဲ့ကြော့ချင်းမချမ်းကြီးကိုကြော့တယ်ဗျမချမ်းကြီးဟုတ်လားကိုကြီးစိန်မောင်မချမ်းကြီးဆိုတာဘယ်သူလုံးဗျ
မတိဘူးလေကွာမတိလို့သူ့ကိုမင်းလေပြန်မပြောဘူးလေလူတွေကလည်းဖွားဆောင်ကြီးကိုကြောက်လို့တိတ်မမေးရဘူးပေါ့ကွာလူတွေကဖွားဆောင်ကြီးကိုဘာလို့ဒီလောက်ကြောက်ကြတာလဲဗျာကိုကြီးစိန်မောင်ဟာကောင်တာတီကလာပြေလာွယ်တိုင်းသူတို့ဝိုင်းတွေကတပိတ်လုံးလောက်ရှိတဲ့မီးလုံးကြီးပြန်ထွက်သွားတတ်တာကိုဗန်ဝေးလုံးတရားလုံးကလေးကစပြီးမြင်ဘူးနေတာကွာကိုကြီးစိန်မောင်ရကြောက်ကိုကက်ဖက်လှုပ်ပြီးမင်းနေတယ်လို့မထင်ပါနဲ့ဗျာကြောက်တကယ်မသိတာပါဗျာဖွားဆောင်ကြီးကဘလို့လှုပ်ပြီးမီးလုံးကြီးဖြစ်သွားတာတော့ဗျာဟာကောင်တာတီကမီးလုံးဆိုရင်ပဲမီးရောင်လို့လင်းနေတဲ့အလုံးကြီးကွာမီးတောင်မီးချန်ကြီးကိုပြောတာမဟုတ်ဘူးကအဲ့ဒီလိုမီးလုံးကြီးပြန်သွားပြီဆိုရင်ဖွားဆောင်ကြီးကသူ့အိယာဘောကတောင့်တောင့်ကြီးဖြစ်နေရောတဲ့ဟေးအိပ်ပျော်နေတာလေကွာအဲ့ဒီမီးလုံးကြီးပြန်ရောက်လာမှပြန်လှုပ်ပြီးနိုးလာတာတဲ့ဟေးဟမ်ကိုကြီးစိန်မောင်ဒါတွေကိုဘယ်လိုသိတာတော့ဟာဒီကောက်နေလှရင်လို့ဖေးဘိုးအောင်စိန်နဲ့လှရင်မေအကြီးမယ်မာတို့အိမ်အောင်ကြတော့ဘယ်သူမှသဘောမတူကြဘူးလေဆွေတွေမျိုးတွေအားလုံးဝိုင်းဖြတ်တဲ့ကြားကနေဘိုးအောင်စိန်ကဇွတ်ယူတာတဲ့ဟေးငါအဖေနဲ့ဘိုးအောင်စိန်တွေကတငယ်ချင်းတွေလေကွာငါအဖေပြောပြလို့ဒါတွေကိုငါသိတာပေါ့ကွာအဲတုန်းကဘိုးအောင်စိန်ကိုတွေ့ရင်အဖေတို့ကဝိုင်းစားကြတာလေကွာဟမ်ဘလို့စားကြတာတော့ဟဲ့ကောင်အောင်စိန်မင်းပိုက်တွေကဦးရီအသေးတွေရောရှိသေးရလားကွာမင်းရောက်ကမှဒေါ်စုံနှုတ်စားသွားပြီမလားမင်းညဘက်အိမ်ရင်ဘိုက်ကိုစောင်းနဲ့ပတ်ပြီးအိမ်တော့ဒါထက်နေပါအောင်အောင်စိန်ရဲ့မင်းရောက်ကမှဒေါ်စုံကြီးကလာပြီးလာကွယ်မီးလုံးကြီးလို့ပြန်တက်သွားရင်သူ့ကိုလုံးကြီးရောကြမ်းခဲ့သလားပါသွားသလားအဲ့ဒီလိုပေါ့ကွာဝိုင်းပြီးစားကြနောက်ကြဝိုင်းပြီးမေးကြမြန်းကြပေါ့ကွာအဲ့တော့ဘိုးအောင်စိန်ကြီးကဘာပြန်ပြောတော့ဗျဟဲ့နွားတဲငညိုပေးကက်ကက်နေကွာဟဲ့ဆွဲလီဟဲ့ကျုပ်ကလည်းလဲမောင်းရင်စကားပြောရတာဟုတ်ဗျစကားကပြက်ပြက်သွားတာပေါ့လေတကယ်ချင်းနေဆိုတော့ပြောတာပေါ့ကွာဘိုးအောင်စိန်ပြောတာကဒီလိုကွာဟာကွာအောင်စိန်ပါဆိုမှဘယ်မှာဖာသီးပါသာနေလိမ့်မတော့ကွာငါရောက်ကမှဒေါ်စုံကစုံးနေကိုကြီးတောက်စားတဲ့အချိန်ဆိုရင်မီးလုံးကြီးပြန်ထွက်သွားရောကွာငါသူ့ကန်းကိုသွားဖွင့်ပြီးကြည့်တာပေါ့ကွာဆန်းဆန်းကြီးဟေးဒီတော့အသက်မှာရှူရလားဆိုပြီးကြက်တောင်ကလေးယူပြီးအဖွားကြီးရဲ့နှကန်းဝါကိုတိတ်ကြည့်တာပေါ့ကွာဟာရှူနေတယ်ဟာအသက်မှန်ရှူပြီးတော့အိတ်နေတာကွာကိုကြီးကတော့အလောင်းကောင်ကြီးလို့တောင့်တောင့်ကြီးဖြစ်နေတာကွာဝိုင်းထဲကိုအဲ့ဒီမီးလုံးကြီးပြန်ဝင်လာမှလှုပ်လာတာဟေးနေပါဦးအောင်စိန်မင်းအဲ့လိုထချောင်းတာကိုကဝေမာကြီးမဲဆုံကမသိဘူးလားလို့ဟာဘယ်သိမတော့ကွာတတိတော့ထားနေပါကွာမတော်မင်းဦးရဲ့အသေးတွေနှိုက်စားသွားမှပြင်ကွာကဝေမာကြီးရဲ့သမီးမှန်သိလျက်နဲ့မင်းကလည်းဇွတ်ယူခဲ့တာကိုဒါထက်မင်းကဖျားတွေပါတွေကိုမှန်မှန်ရှိခိုးရလားခိုးတော့ခိုးတယ်ကွာဒါပေမဲ့သူတို့အိမ်မှာရှိခိုးရင်မဲဆုံကြီးကမကြိုက်ဘူးကွာတခါလေငါတိတ်တိတ်လေးရှိခိုးရင်တော့ तू သိတယ်လေဟေးအဲ့ဒါဆိုဘာပြောတော့မပြောဘူးကွာဟင်းနဲ့ညီးတလို့ကြီးလှုပ်တယ်ကွာငါလည်းကြောက်တော့ဆက်ပြီးရှစ်မခိုးရဘူးပေါ့ကွာဒီလိုတော့မဟုတ်ပါဘူးငါရောက်ကမှကြီးမရှိတဲ့အချိန်ဆိုရင်အိမ်မှာရှစ်ခိုးလို့ရပါတယ်ငါရွာဦးကဈေးကြီးမှာဖះရှိကိုပရိစိန်အမြဲသွားလုပ်ပါတယ်ကွာအေးဖះကတော့စိတ်ထဲမှာအမြဲရှစ်ခိုးနေမှာတငယ်ချင်းဟာမင်းမအန်နီယမကြီးနဲ့တအိမ်နဲ့အတူတူနေရတာကွာဟာမင်းတို့ထင်တာလည်းမစိုးပါဘူးကွာငါရောက်ကမှမဲဆုံကြီးကကဝေမာကြီးတာဆိုတယ်ဘသူကမှဒုက္ခမပေးပါဘူးကွာညီမဖွားနိုင်တဲ့သူတွေကိုတော့မှလိုက်ကယ်ပေးနေတာမင်းတို့လည်းအသိပဲလေအေးဒါတော့ဟုတ်ပါတယ်လေအဲ့ဒီလိုပေါ့တာတီယာအဖေတို့ဘိုးအောင်စိန်တို့ငယ်ငယ်ကတွေ့ကြရင်ဒါပဲပြောကြဆိုကြတာတွေကိုညီပေါင်းကိုကြီးစိန်မော်အခုကဖွားဆောင်ကြီးတည်သွားတာလေကြာနေမှာပဲဗျဟာကောင်တာလေမင်းအဲ့ဒါတွေခက်တာပေါ့ကွာဖွားဆောင်ကြီးတည်သွားပြီးတဲ့နောက်မှာကိုအဲ့ဒီဝိုင်းထဲမှာမီးလုံးကြီးပြန်တက်နေတော့မဲကွာဗျာဟုတ်ရလားကိုကြီးစိန်မော်ဟုတ်ပါတယ်စုကွာဒါကြောင့်မင်းကငါတတိပေးခြင်းလို့ဒီအကြောင်းတွေပြောနေတာပေါ့ကွာဗျာဒီတစ်ချက်တော့ကျုပ်ငိုင်သွားပြီဗျကျုပ်တော်ခေါင်းရှုပ်သွားတယ်ဗျကိုကြီးစိန်မောင်ပြောသလိုဆိုရင်ကျုပ်ဘာဆက်လုပ်ရမှန်းတော့မသိတော့ဘူးဗျာဟာဒီနွားရုံးလေကျုပ်လည်းငညိုကိုချိန်နဲ့ရိုက်လိုက်တယ်ရိုက်ပြီးမှကျုပ်တတိဝင်လာတယ်ဗျဘယ်တော့မှကျုပ်ဒီကောင်ကြီးကိုမရိုက်ခဲ့ဘူးကျုပ်ဘလို့ဖြစ်ပြီးငညိုကိုရိုက်လိုက်မိမှန်းမသိဘူးကျုပ်စိတ်တွေကိုကျုပ်ရအောင်ထိန်းလိုက်တယ်ဒါဆိုရင်ဖွားဆောင်ကြီးကသူ့ပညာတွေကိုအမွေပေးခဲ့တာမနော်အခုဒါပေါ့ကွာသူသမီးအကြီးမယ်မကိုသူပေးခဲ့မှာပေါ့ဒီတော့အကြီးမယ်မစီကနေဒီပညာတွေကိုအမွေခံရမှာဘယ်သူဖြစ်မလို့မင်းစဉ်းစားကြည့်လေတာတီယာလှရင်မရှိတာပေါ့ဗျအဲ့ဒါကြောင့်ငါညီကိုအကိုကြီးကတတိပေးတာပါကွာစိတ်တော့မကောင်းစရာပေါ့ကွာဒါပေမဲ့ခုနေနောက်ပြန်စုံရင်မှီသေးတာပဲတာတီယာကျိုးလဲနောက်ပြန်မစုံချင်ဘူးဘယ်တော့မှမစုံဒါတီဆိုတဲ့ကောင်ကနောက်ပြန်စုံမဲ့ကောင်မဟုတ်ဘူးရှေ့ကိုပဲတိုးမဲ့ကောင်ဗျကဝေမရဲ့သမီးဖြစ်ဖြစ်ဇနကျိုးမရဲ့သမီးဖြစ်ဖြစ်ကျုပ်လှရင်ကိုချစ်တယ်လှရင်ကိုရအောင်ကျုပ်ယူမယ်ဒီဘဝမှာကျုပ်လှရင်ကိုရအောင်ပေါင်းမယ်ကျုပ်ဘဝရဲ့လက်တွဲဘဝလှရင်ပဲဖြစ်ရမယ်ကျုပ်စိတ်ထဲမှာတော်တော်ကိုကြဲကြဲလောင်လောင်အော်ပြောပြလိုက်တယ်ဒါမှမဟုတ်ပါဇက်ကတော့ဘာမှဖွင့်မပြောခဲ့ပါဘူးကိုကြီးစိန်မောင်ကကျုပ်ကိုညီတယောက်လိုတတိပေးနေတာမဟုတ်လား
ဒါတွေကဆက်စုတက်တာပဲရှိတာပါမရိုင်းပါဘူးဗျာထနောင်းကုန်းကိုရောက်တော့ကျုပ်ကိုကြီးစိန်မောင်ကိုပုတ်ပါယုံကျောင်းလေးလိုက်ပို့ပေးလိုက်တယ်ဆရာတော်စီမဝင်တော့ဘူးပေါ့ဗျာကျုံမကနှမ်းရည်တွေပါလာတော့အိမ်ကိုပဲမောင်းလာခဲ့လိုက်တယ်အဲ့ဒီညကကျုပ်အိမ်မပြုတ်ဘူးဗျာကျုံမျက်စိထဲမှာတော့ကျုပ်ကိုပြုံးကြည့်နေတဲ့လှရင်ရဲ့မျက်နှာလေးကိုမြင်နေတာဗျာလှရင်ကိုကျုပ်မခွဲနိုင်ဘူးကျုပ်မခွဲပြစီနဲ့ဗျာစနကြိုးကွေမာကြီးရဲ့မြေးဖြစ်လို့ပြီးတော့ပညာလက်ဆင့်ကမ်းခဲ့ရတယ်အရေးမဲမရဲ့သမီးဖြစ်လို့ကျုပ်ချစ်သူကိုကျုပ်မုန်းလိုက်ရတော့မှလားဝေးပါသေးရဲ့ဗျာကျုပ်ကတားဒီပါဗျာလှရင်ကိုကျုပ်ရအောင်ယူပြမယ်လှရင်နဲ့ကျုပ်နဲ့ဗန်မွေးကုန်းမြောက်ဘက်ကခင်တန်းလေးမှာမကြတွေ့ပြကြတယ်ခင်တန်းမှာပွင့်နေတဲ့တောရိုင်းကလေးတစ်ပွင့်ပါဗျာကျုပ်လှရင်စိတ်ဆင်းရဲမဲ့စကားတွေလုံးဝမပြောခဲ့ပါဘူးလှရင်နဲ့အယိုးသားဆုံးအတန့်စင်ဆုံးချစ်ခင်ကြတယ်တယောက်နဲ့တယောက်အသေးပေါက်မတက်ချစ်ခဲ့ကြတာပါဗျာတရက်ပေါ့ဗျာကျုပ်ထုံးစံတိုင်းဝိုင်းထဲကမကြီးပင်ကြီးအောင်မှာငကားစီးဘောကလေးတွေဖွာပြီးအိတ်တော်မလို့လှုပ်နေတာဝဘိုးချံခေါင်းကလေးကိုအမေးစပတ်လေးခင်းလို့ပေါ့ဗျာကိုကြီးတာတွေအိတ်နေတာလားဗျကျုပ်ဝိုင်းဝါကိုခေါင်းတောင်ကြည့်လိုက်တယ်ဝိုင်းထဲကိုခြေလန်းကြဲလှမ်းပြီးတော့ဝင်လာတဲ့ကြောက်တိုးဗျကျုပ်ချက်ချင်းအိတ်ရကနေထလိုက်တယ်ဟဲ့ကောင်ကြောက်တိုးလာမင်းဘသူစီလာတာတော့ထနောင်းကမှမင်းတငယ်ချင်းရှိလို့လားခမ ्या ကတော့ကျုပ်ပြောမပြရသေးဘူးကြောက်တိုးဆိုတာလှရင်မောင်နှစ်ယောက်တည်းကအငယ်ကောင်ဗျဒီကောင်မှနာမည်တော့ရှိတယ်ဗျကျုပ်မိနေအိမ်မှာတော့ကြောက်တိုးလို့ပဲခေါ်ကြတာအကြီးကောင်ကတန်ခဲတယ်မနေ့ကရှင်ပြူတာဒီကောင်နေညီကိုလေးဗျလာဟိတ်ကြောက်တိုးရှင်ပြူပြီးမှမင်းနဲ့ထွားလာလိုက်တာငါရတောင်ကြော်သွားပြီထင်တယ်ကြောက်တိုးကကျုပ်ထိုင်နေတဲ့ကွက်ပြစ်မှာဝင်ထိုင်တယ်ကျုပ်ကတငယ်ချင်းစီလာတာမဟုတ်ဘူးဗျကိုကြီးတာလေးစီကိုလာတာဟေးဟုတ်လားဒါဆိုရင်ပြောလေကျုံမှလွတ်လိုက်လို့လာတာဗျအမလာရင်ကပြောတယ်မနေ့ပြန်ချိန်ထားတဲ့ခင်တန်းကိုမလာနဲ့တော့တဲ့သူ့မှာအရေးကြီးတဲ့ကိစ္စရှိလို့တဲ့အဲ့ဒါလာပြောတာဗျကြောက်တို့ကိုကြည့်ရတာနည်းနည်းတော့ရှက်ကိုရှက်ကန်ဖြစ်နေပုံရတယ်ဟောအေးမင်းသမင်းစားပြီးမှပြန်လေကွာမစားတော့ဘူးကိုကြီးတာလေးအမလာရင်ကပြောပြီးရင်ချက်ချင်းပြန်လာခဲ့လို့မှားလိုက်တယ်ဗျဒါတဲ့ကြောက်တို့ကျုံတော့မင်းကိုမေးရအောင်မင်းရဲ့မှလှရင်နဲ့ငါနဲ့ကိုသဘောတူရလားကွာကျုပ်ကကြောက်တို့ကိုသွေးထိုးဆန်းပြီးမေးကြည့်တာပေါ့ဗျာကြောက်တို့ကမျက်နှာကိုတစ်ဖက်လှည့်ပြီးပြောတယ်ဗျကျုံမှလှရင်တိတ်ချောတယ်ဒါပေမဲ့ခမ ्या မှမရှိရင်ကျုံမကိုယူတဲ့သူရှိမှာမဟုတ်တာကိုကြီးတာတွေကိုသဘောတူပါတယ်ဗျာဟေးလှရင်ဘာဖြစ်လို့ယူမဲ့သူမရှိရမှာလဲကွာမင်းမှတလောက်ချောတာကိုကြီးတာတွေကလူတွေကကျုပ်တို့ကိုကဝေမျိုးစုံးမျိုးလို့သတ်မှတ်ထားကြတာဗျဩဒါကြောင့်လားနေမောင်ကိုကြီးတာတွေကျုပ်ကလည်းခမ ्या ကိုမေးရအောင်ခမ ्या ကိုကျုံမကိုတကယ်ယူရဲလို့လားဗျလူတွေကခမ ्या ကိုပါကဝေမျိုးစုံးမျိုးလို့ပြောကြမှာကျုပ်တို့ကိုလူတွေကြည့်တဲ့အကြည့်တွေကဘလောက်အခမ်းရခတ်တယ်ဆိုတာခမ ्या မသိပါဘူးဗျာငါသိပါတယ်ကြောက်ထိုးရဒါတွေကိုငါမမှုပါဘူးကငါမင်းမလှရင်ကိုယူရဲပါတယ်ဘသူတွေဘာပဲပြောငါကြည့်မဆိုင်ဘူးကွာငါလှရင်ကိုယူမှာဒါဆိုရင်လည်းပြီးရောဗျာကျုပ်ပြန်မယ်နေုံကြောက်လို့ငါရွာထိပ်ထိလိုက်ပို့ပြင်မယ်ကျုပ်ကကြောက်ထိုးကိုရွာထိပ်ထိလိုက်ပို့တယ်ဒါပေမဲ့အိမ်မောကနေမသိမသာကြည့်နေတဲ့ကျုပ်ပါကိုကျုပ်သတိမထားမိလိုက်ဘူးဗျနောက်နေ့မနက်ဝေဒီဝင်လင်းထပြီးကျုံနဲ့အဘရားထဲသွားတယ်ရာထုံဖို့ပေါ့ဗျာကျုံနဲ့အဘကရာတွေကိုနေဆက်ထွန်နေတာဗျဒီနေ့ထွန်မဲ့အကွက်ကစက်သမြောင်လို့ခေါ်တဲ့အကွက်ပေါ့ဗျာသိမကျေပါဘူးဘုန်းကြီးကျောင်းကစွန်းစားတဲ့ကြေးမောင်းထုချိန်ဆိုရင်ပြီးသွားမှာပါဒါကြောင့်သားအဘနှစ်ယောက်နွားနှကောင်ဆွဲပြီးအစောကြီးထလာကြတာရာထဲရောက်တော့အဘကမကြီးပင်ကြီးအောင်မှထမင်းတောင်းကလေးချပြီးတော့ရေနွေးခရထုတ်တယ်ကျုပ်ကနွားတွေကိုထွန်မှတက်တာပေါ့ဗျာဒီတုံးမှာပဲဟဲ့တာဒီဟိုမှာကြည်စမ်းဟိုမှာအဲ့လိုပြောပြီးအဘကလက်ညှိုးထိုးပြတယ်အဘပြတဲ့ဘက်ကိုကြည့်လိုက်တော့ဗန်မွေးကုန်းရွာဘက်ကဗျဟာမီးလုံးကြီးမလားဗန်မွေးကုန်းရွာဆောင်ကတောတန်းကလေးမှာနှင်းကြီးမြစ်ကြီးပြန်နေတဲ့မီးလုံးကြီးဗျဟောကြည့်နေတော့မှမီးလုံးကြီးကအောက်ကိုထိုးဆင်းသွားတယ်ဗျဟာပြန်ပြီးတက်လာပြန်ပြီဟောထိုးဆင်းသွားပြန်ပြီဗျအဘကလည်းမကြီးပင်အောက်ကနေရက်ပြီးကြည့်နေတယ်ဗျစုံးနေကဝေတွေတောက်စားနေတာဖြစ်မှာပေါ့ကွာအဘကဒါပဲပြောပြီးရင်းနှီးချမ်းကလေးထိုင်တောက်နေတယ်ဗျကျုပ်ကတော့ဘာမှပြောပဲရာဆထွန်တယ်ကျုပ်လည်းလှမ်းကြည့်လိုက်တော့ဗန်မွေးကုန်းကမီးလုံးကြီးမတွေ့တော့ဘူးကျုပ်အဲ့ဒီနေ့ကမိုးတဲ့ချိန်လောက်မှအဘနဲ့ကျုံနဲ့အိမ်ပြန်ရောက်လာကြတယ်ဒီကင်းကျတော့ကျုပ်ကကွက်ပြစ်မှာအိတ်နေတယ်တကယ်ဆိုရင်ဒီလိုနေ့မှလှရင်နဲ့ချင်းတွေ့နေကြဗျမနေ့ကကြောက်တိုးလာပြောထားတော့ကျုံမသွားဘူးလေအိမ်မှာပဲအိတ်နေရတာပေါ့ဗျာဟဲ့ကောင်တာလီငါမင်းကိုတွေ့ပါမလားလို့ကွာဝိုင်းပါဝါကအတန်ကြားလို့ကျုပ်ခေါင်းတောင်ကြည့်လိုက်တော့ဟာကိုကြီးစိန်မလားလာလေကိုကြီးပုပ်ပံအောင်ကြောင်းကိုသွားမလို့လားပုပ်ပံအောင်ကြောင်းကိုသွားမှာမဟုတ်ဘူးကွာမင်းစီကိုလာတာကွာတာတီကကိုကြီးစိန်မောင်ကပြောဆိုဆိုနဲ့ကျုပ်ကုတ်ပြင်မှာဝင်ထိုင်လိုက်တယ်ကျုပ်ကငကားစီးဘောလေးလေးပေးပြီးတော့မီးကန်နဲ့မီးညီပေးလိုက်တယ်ကိုကြီးစိန်မောင်ကစီးဘောကလေးလေးနှစ်ပွားသုံးပွားဖွာပြီးတော့အမောဖြေနေတယ်ဗျပြီးတော့မှတာတီ
ငါညကဗန်မွေးကုန်းမှာအိတ်တာငါတို့အကြီးကလေးနေမကောင်းလို့ကွာကိုကြီးစိန်မောင်တို့အဖွားလေးကဘသူတော့တာဒီကလည်းအကြီးဝိုင်းစိန်လေးအဖေညမအရင်ပေါ့ကွာအော်ဟုတ်လားအကြီးဝိုင်းစိန်ကိုတော့တိသားပေါ့ဗျကိုကြီးစိန်မောင်တို့သားအဖနဲ့မောင်နှမမှန်တိကိုမတိတာဗျအော်ဒါထက်မနက်ကဝေလီဝေနှင်းထပြီးအပားနဲ့ကျုံနေရတဲ့စင်းတော့ဗန်မွေးကုန်းဘက်မှာမီးလုံးကြီးတစ်လုံးပြန်နေတာတွေ့တယ်ဗျကျုပ်ကမြင်တာမဟုတ်အဖားပြလို့မြင်တာဗျအေးအခုငါလာတာအဲ့ဒီကိစ္စပဲကွာဗျာဘာကိစ္စတော့ဗျမနေ့ကညနေကဗန်မွေးကုန်းတုတ်တန်ကဇရက်ပေါ်မှာလွယ်အိတ်ကြီးတွေလွယ်ထားတဲ့လူနှစ်ယောက်ရောက်လာတာတွေ့တယ်လို့ရွာထဲမှာပြောနေကြတယ်ကွာဒါနဲ့ငါညီဝမ်းဝဲတောကြော်နဲ့ငါနဲ့မတိမတာသွားပြီးအကဲခတ်တော့ဟုတ်တယ်ကွာနှကမ်းမွေးကြီးတွေနဲ့တယောက်ကရှောင်းလုံးကြီးနဲ့ကွာတယောက်ကတော့ရိုးရိုးစပင်ပါဇရက်ပေါ်မှာဖျောင်းနိုင်နေထုံးပြီးတော့တခုလုံနေတာကွာဘာလုံနေတာလဲတော့မသိဘူးကွာငါတို့ညီကိုလည်းမတိမတာပဲပြန်လာခဲ့တာပေါ့ကွာရွာထဲမှာတော့တူတူနဲ့ဒီအကြောင်းပြောနေကြတာပေါ့မနက်4 နာရီလောက်ကျတော့ဘူးအောင်စိန်တို့ဝိုင်းထဲကမီးလုံးကြီးတစ်လုံးပြန်တက်သွားတယ်လို့ကင်းဆောင်တဲ့ကောင်လေးတွေလာပြောလို့ငါလိုက်သွားပြီးတော့ကြည့်တယ်ကွာဘယ်ဟိုသွားကြည့်တာတော့ကိုကြီးစိတ်မဟုတ်ဟိုကောင်တွေကတင်းချိုင်းကိုဘက်ကိုပြန်ထွက်သွားတယ်ဆိုလို့တင်းချိုင်းကိုဘက်ကိုလိုက်ကြည့်တာကွာဘာတွေ့တော့ဗျတွေ့တာပေါ့ကွာမီးလုံးကြီးတစ်ပင်တွေမှာဝဲနေတာမနေ့ကငါတွေ့တဲ့လူနှစ်ယောက်ကဇရက်နဲ့တင်းချိုင်းကြားကကွက်လက်ကြီးမှာတယောက်နဲ့တယောက်ဆဲပြီးခွာပြီးရက်နေကြတာမီးလုံးကြီးကအပေါ်မှာဝဲနေရကနေထိုးဆင်းလာပြီးတော့ဝင်းနဲ့အလင်းနဲ့လွတ်လိုက်တာဟိုလူနှစ်ယောက်ကလည်းဝင်းနဲ့အလင်းနဲ့ပြန်ပစ်တာပဲဟိမီးလုံးကြီးကအပေါ်ကိုထိုးတက်သွားလိုက်အောက်ကိုထိုးဆင်းလာပြီးအလင်းနဲ့တဝင်းနဲ့ပစ်လိုက်အောက်ကလူနှစ်ယောက်ကလည်းအလင်းနဲ့ပြန်ပစ်လိုက်နေတော်တော်ကြာတယ်ကွာခဏနေတော့မီးလုံးကြီးကပစ်လိုက်တဲ့အလင်းကြီးကရှောင်းလုံးမပါတဲ့လူရဲ့ကိုယ်ထဲကိုဖောက်ဝင်သွားတယ်ဟိအဲ့ဒီလူကလည်းမြေကြီးပေါ်မှာလူးလင်းပြီးအတန်နဲ့ကြီးနဲ့အားကနေတစ်ချက်ကျုံးអော်လိုက်တယ်ပြီးတော့ဆက်ငင်ဖြစ်နေရောဟိရှောင်းလုံးနဲ့လူကြီးကသူ့လူကိုပြေးပွေပြီးတော့ပါဇက်ထဲကိုဆေးတွေထိုးတယ်ပြီးတယ်ဒါပေမဲ့ဆေးမပြီးတော့ဘူးထင်တယ်ကွာငင်းကြသွားရောဟိရှောင်းလုံးနဲ့လူကတောက်ခနဲနေအောင်တောက်ခေါက်လိုက်ပြီးတော့မော့ကြည့်ဒါပေမဲ့မီးလုံးကြီးကမရှိတော့ဘူးကွာဟာဟိုလူသေသွားတာပေါ့ဟုတ်လားကိုကြီးအေးသေတာပေါ့ကွာသေလိုက်တာမှဆန့်ကြီးပါဇက်ကလည်းသွေးတွေတပွားပွားနဲ့အန်နာကွာမြင်လို့မကောင်းပါဘူးအဲ့ဒီမီးလုံးကြီးကလှရင်လို့ဝိုင်းတွေကထွက်လာတာပေါ့ဟုတ်လားကိုကြီးစိတ်မအေးဟုတ်တယ်တာဒီကင်းဆောင်တဲ့တာကြောင်နဲ့ကြားကြီးကတိတိကျကျကိုတွေးခဲ့တာပါဆိုပါဒါဆိုရင်မီးလုံးကြီးကကျုပ်ရောက်ခမလောင်12ကြိုးကိုကြီးမှကြီးအကြီးမင်မှာဖြစ်မှာပေါ့ဗျာကျုပ်စကားကိုကြားတော့ကိုကြီးစိန်မောင်ကခေါင်းကာပြတယ်ပြီးတော့မှမျက်နှာပြက်ပြက်နဲ့ပြောတယ်မနေ့ကရွာမှာအကြီးမင်မှာမရှိဘူးကွာမြို့ကိုသွားတယ်ဘူးအောင်စိန်ကပါသွားတယ်အကြီးမင်မှာတော့အတော်တယောက်ဆုံးလို့တယ်နောက်2 ရက်လောက်ကြာမှပြန်လာမှာတဲ့ဗျာဒါဆိုဒီမီးလုံးကြီးကကျုပ်ကိုကြီးစိန်မောင်ရဲ့မျက်နှာကိုအကဲခက်လိုက်တယ်ငါအတိအကျတော့မသိဘူးတာတယ်ဒါပေမဲ့အိမ်မှာကလှရင်လည်းသူ့မောင်2 ယောက်ပဲရှိရဗျာအဗျာနဲ့လူလေအဲ့ဒါမင်းတငယ်ချင်းမှလှရင်ကွာဘယ်တော့မှနောက်မှရောက်နေမှမသိတဲ့ကျုပ်ဘက်ကဝင်ပြောလိုက်တာဗျဟင်းအဘသိတယ်ဟုတ်လားသိပါပြီလားတာဒီရဲ့အောင်စိန်ကငါတငယ်ချင်းလေငါတို့ဝိုင်းပြီးဖြတ်နေတဲ့ကြားကမဲမကိုဒီကောင်ဇုတ်ယူသွားတာသူရောက်ခမမဲဆုံကြီးမသိခင်မှာသူ့ပညာတွေမဲမကိုပေးတာမဟုတ်ဘူးကွာသူ့မြင်းမလှရင်ကိုပေးခဲ့တာသူတောက်စားချိန်မှာဂုံထားတဲ့ကွန်းဘက်တွေကိုလှရင်ကိုကျွေးလိုက်တာကွာဒီမိန်းမကြီးကနဲတယ်အစင်မဟုတ်ဘူးမောင်လုံးထက်30မြင့်နေတယ်အစိမ်းရောင်ဇက်တွေလွတ်နိုင်နေတယ်ပညာပေးချင်းလှရင်ကအောင်သွားတယ်ဆိုပဲပညာပေးတဲ့ဆရာထက်တဆင့်နိုင်တဲ့ပညာတွေဖြစ်လာတာလေအဲ့ဒီဆရာတေတော့မှသူကအဲ့ဒီဆရာရဲ့အဆင့်ကိုရတာအခုမဲဆုံမရှိတော့လှရင်ကသူ့အဖွားမဲဆုံရဲ့အဆင့်ကိုရသွားတော့ပေါ့ကွာအဲ့ဒါအောင်စိန်ကသူ့သမီးစီကပညာကိုနှုတ်ပစ်ဖို့အစွမ်းထက်တဲ့ဆရာကိုကြိတ်ပြီးရှားနေတာငါ့ကိုလည်းအကူညီတောင်းလို့ငါလည်းကြိတ်ပြီးဆရာစုံစမ်းနေတာကွာမင်းတတိမထားမိလို့ပါလူလေးတာတရားသူတို့အလှလုံတုံးကကျောင်းကိုမဲမလိုက်လာပြီးဘုန်းကြီးကိုရှ िख ိုးပြီးလှူကြတန်းကြတာကဝေဆိုရင်မဲမကဖျားတို့ဘုန်းကြီးကျောင်းတို့ဘယ်ရှ िख ိုးလိမ့်မလို့အဲ့ဒီတုန်းကမင်းတငယ်ချင်းမလှရင်ကညီမကောင်းလို့ဆိုပြီးအဲ့ရတွေကမထွားပဲနေလို့ဘုန်းကြီးကျောင်းကိုပါမမလာတာဟုတ်တာပဲဗျအဘာပြောမှကျုပ်တတိထားမိတယ်ကျုပ်နဲ့ရွာဦးကဖျားမှာတစ်ခါတွေးကြတော့ကလေဟိုလိုဒီလိုလောက်ပြီးတော့ဖျားရှုကိုမသွားဘူးဗျနောက်ဆိုရင်ဖျားကိုဘယ်တော့မှမလာဘူးလေရွာမြောက်ကခင်တန်းမှာပဲသူနဲ့ကျုံနဲ့တွေ့ကြတာအော်ဖြစ်မှဖြစ်ရလေလှရင်ကျုံစိတ်မကောင်းလိုက်တာဗျကျုံနေမယ်တားဒီပါကျုပ်ကကိစ္စတစ်ခုကိုနောက်ဆုတ်တတ်တဲ့လူမဟုတ်ပါဘူးဗျကျုပ်ချစ်သူလှရင်ကဝေမလို့ဇောကနီဇောကနက်မောက်လုံးမောက်ပြဖြစ်နေပါစေကျုပ်လှရင်ကိုယူမှာပြီးရင်လှရင်ကိုနားဝင်အောင်ပြောပြီးတော့သူ့ပညာကိုဆရာကောင်းတမကောင်းနဲ့နှုတ်ပြမှာပေါ့ဗျဘာဖြစ်သေးတော့အဲ့ဒီနေ့ကကိုကြီးစိန်မောင်နဲ့အဘကကျုပ်ကိုဖြောင်းပြကြတယ်လှရင်ကိုမယူဖို့နောက်ဆုတ်ဖို့နားချကြတာပေါ့ဗျဒီလိုနဲ့ညမိုးချုပ်သွားတယ်ကိုကြီးစိန်မောင်နဲ့ကျုပ်တို့အိမ်မှာညသာစားတယ်ကျုပ်ကတော့စားလို့မရပါဘူးဗျရင်ထဲမှာနင်းတင်းကြီးကိုဖြစ်နေတာဗျအမေကတော့တခေါမှပြောတာ
ငါသားတာဒီသူဟာသူစဉ်းစားပြီးလှုပ်တင်တာလှုပ်ပါလိမ့်မယ်လေအဲ့ဒီညကအဘနဲ့အမေကဆွဲတာနဲ့ကိုကြီးစိန်မောင်ကျုပ်တို့အိမ်မှာပဲအိတ်တယ်ဗျအမေရဲ့အဘရဲ့ကိုကြီးစိန်မောင်ရဲ့ကျုပ်ရဲ့စကားပြောနေကြတော့ည8 နာရီကျော်တော့မှာကိုကြီးတာဒီဝိုင်းဝါကလှမ်းခေါ်လိုက်တဲ့အတန်ကိုကျုပ်ရောအဘတို့ရောကြားလိုက်ကြတယ်ဘသူတုံးတာဒီညာကြီးချိန်မတော်အမေကပြောတော့ကျုပ်ချက်ချင်းတားကြည့်လိုက်တယ်ဘသူတို့အဲ့လိုမေးလိုက်တော့ဝိုင်းဝါကရက်နေတဲ့ကောင်လေးကကျုပ်ပါဗျကိုကြီးတာဒီကြောက်တိုးပါဟေးကြောက်တိုးဘာဖြစ်လို့တော့ညာကြီးမို့ချုပ်လာတာတာဒီဒါလှရင်မောင်လားကိုကြီးစိန်မောင်ကကျုပ်ကိုမေးတယ်ဟုတ်တယ်ဗျပြောဆိုကျုပ်ကအိမ်မောင်ကဆင်းပြီးဝိုင်းဝါကိုပြေးလာခဲ့ကျုံတော့ကကိုကြီးစိန်မောင်လည်းကပ်ပါလာတယ်အမလှရင်လည်းအောင်လန်းဆရာကြီးနဲ့တိုက်ကြတော့မေးဗျအမလှရင်သပင်ကြီးဖားလာချပြီးတင်းញိုင်းမက်ကိုထွက်သွားတယ်ဟေးဟုတ်လားလာကြောက်တို့သွားကြမယ်ကျုပ်ပြေးပြီကိုကြီးစိန်မောင်နဲ့ကြောက်တို့လည်းကျုံတော့ကပြေးလိုက်လာကြတယ်ကျုပ်ခြေထောက်တွေကိုတော့နှေးနေတယ်လို့ကျုပ်စိတ်ကထင်းနေတာဗျကျုပ်ပြေးနေတာခြေထောက်နဲ့မြေကြီးထိမှထိရလာတော့မသိပါဘူးဗျာကျုပ်ရှိမှဗန်မွေးကုန်းတင်းញိုင်းကိုကျုပ်မြင်နေရပြီဗျရောက်ပြီကျုပ်ရောက်ပြီဟာတိုက်ခတ်ကြကုန်ပါဝလားသပင်ကိုဖားလာကြီးချထားတဲ့ကျုပ်ချစ်သူလှရင်ကတစ်ဖက်ရှောင်းတုံးနဲ့အောင်လန်းဆရာကြီးကတစ်ဖက်ဟာအောင်လန်းဆရာကြီးကသူ့လက်ဝါးနှစ်ဖက်ကတဝင်းဝင်းနဲ့ထွက်လာတဲ့စက်တွေနဲ့ပြစ်ပြီးပြိုးဟာလှရင်ကလည်းစက်တွေထုတ်ပြီးပြစ်တယ်နှစ်ဖက်လွတ်တဲ့စက်တွေကလမ်းမနဲ့တွေ့ပြီးဝုန်းဆိုတဲ့အတန်ကြီးမြည်သွားတယ်ဗျဟာမီးခိုးလုံးကြီးထွက်သွားလိုက်တာဗျတင်းញိုင်းဝင်းကျင်မှာဗန်မွေးရသားတွေကဝိုင်းကြည့်နေကြပါရောလားကျုပ်လည်းဘာလို့ရမှမသိတော့ပါဘူးဗျာလှရင်မျက်နှာမှာကျုပ်အင်မတန်မြန်လို့တဲ့နူးညံ့မှုတွေမရှိတော့ဘူးဗျာအင်မတန်ရက်ဆက်တဲ့မျက်နှာပါဗျာပြစ်ပြန်ပြီဗျိုးဒီတကလှရင်ကစက်နဲ့အရင်ပြစ်တာဗျာလှရင်ပြစ်တဲ့စက်ကအလင်းလုံးကလေးတစ်ခုဗျာသူ့လက်ဝါးနှစ်ဖက်ကြားကထွက်သွားတာအဲ့ဒီအလင်းလုံးလေးကအောင်လန်းဆရာကြီးကိုပတ်ပြီးပြန်နေပြီဗျိုးအောင်လန်းဆရာကြီးကအလင်းလုံးကလေးကိုမနှဲကိုရှောင်နေရတာဗျိုးဟောအောင်လန်းဆရာကြီးကသူ့လွယ်ရည်တွေကအင်းကျန်လာဘာလားမသိဘူးဗျထုတ်လိုက်ပြီဟောအလင်းဆက်ကိုပြစ်ဖို့ချိန်နေတယ်ဗျဟောပြစ်ပြီအလင်းဆက်ကလေးကိုသွားထိပြီးတော့ဝုန်းဆိုတဲ့အတန်ကြီးထွက်လာတာဗျိုးဟာအောင်လန်းဆရာကြီးဖင်တိုင်းရက်လဲကျသွားပြီဗျိုးဟောပြန်ထလာပြီဟာလှရင်ရဲ့ပါဇက်တွေကအစိမ်းအောင်တော့အလင်းတွေထွက်လာပြီဗျအလင်းတန်းကလေးတွေက9 ခုလောက်ရှိတယ်ဟောပေါင်းသွားပြီအလင်းတန်းကလေးတွေကကျိုးကျစ်တယ်လို့ကျစ်ပြီးတစ်ချောင်းနဲ့ဖြစ်သွားပြီဟောရှေ့ကိုတိုးသွားပြီဟာအောင်လန်းဆရာကြီးကလေသူ့ပါဇက်ကြီးကိုဟပြီးအလင်းတွေထုတ်ပြီးဗျသူကအဖြူအောင်အလင်းတန်းနေဗျသူကလည်းကျိုးကျစ်တယ်လို့လိန်သွားပြီးတော့ရှေ့ကိုတိုးလာပြီဗျဟာစိမ်းရောင်နဲ့ဖြူရောင်အလင်းတန်းတို့ကိုတွေ့ပြီးလိန်သွားပြီဗျို့ဟောလိန်ရန်သားနဲ့ရှေ့ကိုတိုးသွားပြီဗျို့အဖြူရောင်ဇက်တွေကလှရင်ဘက်ကိုတိုးသွားသလိုအစိမ်းရောင်ဇက်တွေကလည်းအောင်လန်းဆရာကြီးဘက်ကိုတိုးသွားနေပြီဒီတုန်းမှာပဲကျုပ်သူ့ကိုသတိရသွားတယ်မဖဲဝါလေကျုပ်သူ့ကိုခေါ်ကြည့်ဖို့သတိရသွားတယ်ချက်ချင်းပဲတင်းញိုင်းလေးကိုကျုပ်ပြေးဝင်လိုက်တယ်ညဉ့်ရှင်မဖဲဝါကျုပ်တာဒီပင့်ဖိတ်ပါတယ်ရောက်ရရက်ကနေအမြန်ကြွခဲ့ပါမဖဲဝါအမြန်ကြွခဲ့ပါဒီပွဲကိုအနိုင်ရှုံးဆုံးဖြတ်ပါလောကနဲ့မထိုက်တန်တဲ့သူကိုတုတ်တင်လိုက်ပါမဖဲဝါကျုပ်စိတ်ကိုမဖဲဝါစီညှုပ်ပြီးပင့်လိုက်တယ်ဟာလာပြီမဖဲဝါကြွလာပြီသူရဲ့ခွေးကြီးအတန်ကိုကြားနေရပြီဟာဟုတ်ပါဗျာဂူတွေပေါ်ကနေလေထဲမှာရွေ့လာတာဗျို့အရက်ကြီး10 ပြီလောက်မှသပင်ဖားလာကြီးချပြီးဓမင်းရင်ရှားကြီးနေဗျပြေးလာတဲ့မဖဲဝါကြီးတင်းញိုင်းလေလောက်မှတန်ကနေရက်သွားတယ်ကျုပ်လည်းနောက်ကိုလှည့်ကြည့်လိုက်တော့အောင်လန်းကြီးရဲ့အဖြူအောင်ဇက်တွေကလှရင်ရဲ့ပါဇက်တဲကိုဝင်သွားပြီလှရင်လှော့လိုက်တဲ့အစိမ်းရောင်ဇက်တွေကလည်းအောင်လန်းကောင်ကြီးရဲ့ပါဇက်တဲကိုဝင်နေပြီဗျမဖဲဝါရက်ပြီးကြည့်နေတယ်ဘာမှမလုပ်ဘူးဗျပြီးတော့ကျုပ်ကိုလည်းတစ်ချက်ကြည့်ပြီးတော့လှည့်ထွက်သွားတယ်ကျုပ်ခေါ်တာနောက်ကျသွားပြီဆိုတဲ့ပုံစံဗျဟာလဲသွားပြီလှရင်ရောအောင်လန်းဆရာကြီးကိုလဲသွားကြပြီအောင်လန်းကောင်ကြီးကစန့်ငင်ဖြစ်ပြီးငြိမ်သွားပြီဗျကျုပ်ကလှရင်စီကိုပြေးတယ်လှရင်ပါဇက်တဲကတွေးပွက်ခနဲအန်တယ်ကျုပ်ကလှရင်ကိုတွေးထားလိုက်တယ်လှရင်ကကျုပ်ရင်ဘက်မှာသူ့ဘားကလေးကိုကပ်ပြီးတော့ကျုပ်ကိုစိုက်ကြည့်နေတယ်ပါဇက်ကလည်းတွေးတယ်တလဟောစီးကြနေတယ်ဗျဒါဒီလှရင်ကကဝေမတယောက်ပါလှရင်နင်ဘာပဲဖြစ်ဖြစ်ငါနင်းကိုချစ်မှာပါငါယုံပါတယ်ငါလည်းနင်းကိုအရန်ချစ်တယ်ဒါဒီသူ့လက်ကလေးတစ်ဖက်နဲ့ကျုပ်ဘားကိုလှမ်းကင်တယ်ဒီတော့မှပဲလှရင်ရဲ့ခေါင်းကဘေးဘက်ကိုစောင်းပြီးတော့တွေးထိုးအန်တယ်ကျုပ်ဘားကိုကင်ထားတဲ့သူ့လက်ကလေးလည်းပြုတ်ကျသွားခဲ့တယ်နှလုံးတွေလည်းအခုံရက်သွားပါပြီကျုံမျက်လုံးတွေကမျက်ရည်တွေလှရင်ရဲ့ပါဖို့တပေါက်ပေါက်နဲ့ကြွေကြကုန်တယ်ဒါဒီရင်ထဲမှာနှလုံးသားမရှိတော့သူခံစားလိုက်ရတာပဲဗျာနားစဉ်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲအခုဖတ်ပြခဲ့တဲ့ဇာတ်လမ်းလေးကိုကြိုက်နေတတ်မယ်လို့ထင်ပါတယ်ခင်ဗျာဇာတ်လမ်းကလေးကတော့ဒီမှာနေပြီးဆုံးပါပြီခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းတွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ